โอเคအားလုံးပဲမင်္ဂလာပါဒီနေ့2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့မနက်ခင်းလေးမှာကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းကိုယ်စိတ်နှပြကျမ်းမာရွှင်လန်းကြပါစေလို့ဆုတောင်းမြတ်တာပို့သအပ်ပါတယ်ဒီနေ့ကျွန်တော်ဆိုင်မှာရနိုင်မဲ့စပိန်လေးတွေနဲ့ up to date ဈေးနှုန်းလေးတွေကိုကျွန်တော်တစ်ချက်မိတ်ဆက်ပေးပါမယ်နော်တစ်ချက်လိုက်ကြည့်လိုက်အောင်ပါဒါလေးကတော့ဇန်ရှမ်းအမျိုးအစားဝေဘိန်းလေးဖြစ်ပါတယ်ဇန်ရှမ်းဝေ2019 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့16သိန်း8000ဖြစ်ပါတယ်ဒါလေးကကြတော့ RJ Star Season ပါ2019 model လေးပါပဲသူ့ရဲ့ရောင်းဈေးကလည်း16သိန်း8000ဖြစ်ပါတယ်နောက်ဒီဘိန်းလေးကတော့ Locker 125R ပေါ့နော်သူကတော့2015 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့14သိန်း8000ဖြစ်ပါတယ်ဒီဘိန်းလေးကတော့ Toyo Mat ပါ Toyo Mat Season 2019 model လေးပါပဲသူ့ရဲ့ရောင်းဈေးကလည်း16သိန်း8000ပါပဲနော်တစ်ချက်ကြည့်အောင်ဟုတ်ကဲ့ဒီရုပ်ဆိုးအလှလေးပေါ့နော်ဒါလေးကကျွန်တော်မနေ့ကလည်းကျွန်တော်တင်ထားပါတယ်ဒီဘိန်းလေးကတော့သူက time fat set လေးပေါ့ one chain 125ရုပ်ဆိုးလေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးလေးကတော့ကျွန်တော်18သိန်း5000ပါ2018 model လေးပါဒီကန်တာလေးကတော့ကျွန်တော်တို့ parking လို့ပြောလို့ရပါတယ် parking မဟုတ်တဲ့ parking လေးပေါ့နော်license ကြထားတာကိုအခုကျွန်တော်တို့10လပိုင်းမှ license ကြထားပါတယ် parking function လေးဖြစ်ပါတယ်86ရပလက်9000ကျော်နဲ့ပါဒီဘိန်းလေးကတော့လုံးဝအေးစောကွေးလေးကစမီးမနာသေးဘူးเนาะဒါလေးကိုကျွန်တော်ဗီဒီယိုတက်ရိုက်တင်ပေးပါဦးမယ်သူ့ရဲ့ရောင်းဈေးလေးကကျွန်တော်24သိန်းနဲ့ရောင်းပေးပါမယ်အခုအသစ်ဘာကင်နေ28သိန်းခွဲရှိပါတယ်ဒီကောင်လေးကတော့အသစ်စီးမဲ့လူတွေအတွက်ဆိုရင်3သိန်းခွဲတက်တာမှာပဲဖြစ်ပါတယ်နောက်ဒါလေးကတော့ Dian One Tan လေးပါ Dian One Tan 2015 model လေးဒီကောင်လေးရဲ့ရောင်းဈေးက19သိန်းခွဲဖြစ်ပါတယ်နောက်ဒါလေးကတော့ Lanja One Tan ပါ2013 model လေးသူ့ရဲ့ရောင်းဈေးကတော့15သိန်း5000ဖြစ်ပါတယ်နောက်ဒါလေးကတော့ Star Sky Season ကို2018 model လေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးကတော့16သိန်း8000ပါပဲအဲမှာတစ်ချက်ကြည့်အောင်နော်ဒါတော့ parking ဘိန်းလေးဖြစ်ပါတယ် parking brand new ပါလုံးဝမလိမ့်ရသေးပါဘူးဒီက Lambo ပေါ့နော်အမျိုးအစားကတော့ Lambo Way One Tan လေးပါဒီကောင်လေးကကြတော့သူ့ရဲ့ရောင်းဈေးက25သိန်း8000ဖြစ်ပါတယ်နောက်ဒါလေးကတော့ Cobalt Season လေးပါ Cobalt Season parking ပါပဲသူ့ရဲ့ရောင်းဈေးက28သိန်း5000ဖြစ်ပါတယ်နောက်ဒါလေးကတော့ Star Sky ပါ Star Sky Season 2016 model လေးပါသူ့ရဲ့ရောင်းဈေးက14သိန်း8000ပါပဲเนาะနောက်ဒီဘိန်းလေးကကြတော့ဒါကန်တာပါကန်တာ Season 2016 model ပါသူ့ရဲ့ရောင်းဈေးက18သိန်း5000ပါဒါလေးကကြတော့ကာမက် Season 2019 model ပါသူ့ရဲ့ရောင်းဈေးကတော့18သိန်း8000ဖြစ်ပါတယ်နောက်ဒါလေးပါเนาะ Season ခေါင်းမီးလေးပါလက်ကင်မီးလေးပါเนาะသူကတော့2014 model လေးပါအမျိုးအစားတော့အမျိုးအစားလေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးက12သိန်း8000ပါ